သူထိန်ချမ်းသာခွင့်ကိုနပတ္တာမိငါဖျားမြင်တော်မမူဣတိဤသို့ဘဂဝါဘုံတော်ကြီးမဗုဒ္ဓမြတ်စွာဘုရားသည်အာဝေါစဂယုဏရှိတာပညာဖြင့်ဂယုဏရှိတာပညာဖြင့်ဂယုဏရှိတာပညာအဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပြီတည်းဤသို့မြတ်ဗုဒ္ဓ၏အသင်္ကရတနိဗ္ဗာန်မြတ်မှာတပါးအခြားမရှိသည်ဟောချက်ကိုဖိစုကုသိုလ်ပြုရသောကောင်းမှုအဟုန်ကြောင့်ဖျားတပည့်တော်သည်ဤဘဝ၌ပင်ဒုက္ခပရိပရာချမ်းသာချောမွေ့ညညညင်သာခိဗ္ဗပညာမနေမကြာဖြောင်းယွင်းလျင်မြန်စွာမက်လေးတံဖိုလေးတံအရိယာသစ္စာဉာဏ်တို့ဖြင့်သစ္စိကရဏမျက်မှောက်ပြုသိမြင်ပြီလင်အန္တိမဘဝနောက်ဆုံးမတ္တနာမရူပဝိဘာဂကိုနောက်ဆုံးမတ္တနာမရူပဝိဘာဂဥပါရณะခန္ဓာအစွဲခန္ဓာပုရုဇဉ်တို့ခန္ဓာမှသည်နာမခန္ဓာနောက်ဆုံးမတ္တနာမရူပဝိဘာဂကိုအနုပါရณะခန္ဓာဖြင့်အနုပါရณะခန္ဓာအစွဲမဲ့သောခန္ဓာအရိယာတို့၏ခန္ဓာဖြင့်နောက်ဆုံးမတ္တနာမရူပ